ပဲဖြစ်ပါတယ်ရှင်ဒီနေ့ကတော့ဘန်ကောက်ရဲ့ Imperial Wall Pixie La Brown ရောက်ရှိနေတာပါအခုဖူကောင်ထဲမှာဘာတွေစောင်းလဲဆိုတာလိုက်ရှာကြည့်မယ်ရှင်ရွေးစရာတွေကများတော့ဘယ်ဟာစားလို့စားရမလဲမသိနောက်ဆုံးမှာတော့ထန်ဆိုတဲ့ဆိုင်လေးကိုတွေ့ရှိခဲ့ပါတယ်ဒီဆိုင်လေးမှာဆိုလို့ရှိရင်เนาะမာလာရှန်ကိုမာလာထန်အစုံရပါတယ်အကြီးလည်းရပါတယ်ရှင်အတုပ်လည်းရပါတယ်သူကတက်ခဲမှာကြိုက်တာယူ29ဘတ်ထဲဆိုတော့အရန်ကိုတန်လုံးနေပါတယ်เนาะအသားပြားတွေပါတယ်ဝက်သားပြားလို့ဆိုလို့ရှိရင်တော့တပူးကို29ဘတ်ကျန်တာတွေကတော့အကုန်လုံး29ဘတ်ပါပဇွန်နဲ့ကနန်းမပါတာလွယ်ပြီးကျန်တာအားလုံးစုံပါတယ်ရှင်ဒီမှာချိန်ကြည့်လိုက်တာအများကြီးကိုမှ288ဘတ်လောက်ပဲကျတယ်ဆိုတော့တော်တော်တန်ပါတယ်ဆိုင်လေးကလည်းစားခြင်းစပွဲလေးပြင်ဆင်ထားပြီးတသက်ရက်လေးမို့လို့အေးဆေးလာပြီးတော့ချေးခြင်းတဲ့လူတွေအတွက်ကတော့ good bet ပေါ့ရှင်ကဲရောက်လာပါပြီစားမယ်ရှင်ပဲလေးလေးတော့အကြိုက်ပေါ့နော်အိုးဘယ်ပြောကောင်းလိမ့်မလဲအပြင်မှာမိုးအေးအေးလေးနဲ့အဲမှာမာလာရှန်ကောပူလေးငွေ1000ထောင်းနဲ့ဆိုတော့โอ้မိုင်းပြိတ္တကြီးလဲစားကြပါအောင်နော်မိုးရွာတဲ့အချိန်ဆိုလို့ရှိရင်ပူနွေးလေးစားကြကြတာလူရဲ့သဘာဝပါပဲကင်းမွန်ကွင်းလေးလည်းပါတယ်ရှင်ကော်ဖီလေးနဲ့သူ့ရဲ့ရတာလေးကလေမစိုးဘူးတိလားဒါလေးကတော့ဇွန်ကြိုက်တဲ့ပဇွန်ဥလုံးလေးပေါ့နော်သူကအရန်စားကောင်းတာအတွင်းထဲကအနှစ်လေးကအရန်ကောင်းတာသူ့ကိုတော့အရန်ကြိုက်တယ်ဘယ်မှာပဲစားသူမပါမပြီးပဲကင်းမွန်ရဲ့ပြီးရင်ပြည်ကြီးငါရဲ့အကုန်လုံးစုံနေရှင်ကော်ဖီလေးလည်းတောက်ပါအောင်နော်ပြတ်တက်ကြီးတော်တော်လေးကိုများတယ်ဒီအောင်2ယောက်စားရင်လည်းရတယ်ရှင်ဒီမှာဆိုရှင်တငယ်ချင်းနဲ့2ယောက်စားခဲ့တာပေါ့နော်တော်တော်လေးကိုမနှဲကိုစားရတယ်ရှင်အကြိုက်ပဲကြက်ဥချောင်းနေရောဒါလေးကတော့အယုတ်ကလေးအစတုန်းကတော့အယုတ်ကလေးဆိုဘာယုတ်လဲမသိဘူးစားလိုက်တာပြီးတော့မှသိတယ်အမဲသားတဲ့ဟိုကလည်းမစားဘူးဒါပေမဲ့စားပြီးတော့မတက်နိုင်ဘူးပေါ့နော်ဒါကတော့အသားကြက်ဥချောင်းမှာဘေကွန်လေးနဲ့ကတ်ထားတာပါရှင်အရန်စားလို့ကောင်းတယ်ဒီဆိုင်မှာအချင်လေးကလည်းအရန်ပြေတာပဲရှင်စားလို့ရှိရင်လေအချင်လေးကိုတို့စားတာတော်တော်လေးကိုအရသာရှိတယ်အဲ့အချင်လေးဓာတ်ပုံရိုက်ခဲ့ဖို့တော့မေ့သွားတယ်အချင်ကိုဒါကတော့အကြိုက်ပဲလိုက်ဘယ်ဟာတွေကြိုက်လဲမပြောနဲ့ပကံထဲမှာထည့်ထားတာတော့အကုန်ကြိုက်တာရှင်မိန်းကလေးဆိုတာအစားတောက်စားနေရတယ်အမြဲတမ်းလို့ပြောနေတယ်မဟုတ်လားရှင်ကနန်းချောင်းလေးပါရှင်ချက်ချက်တော့လေးလည်းပါတယ်ရှင်ချက်ချက်တော့လေးရတယ်ထုပ်လေးနဲ့တော့မဆက်ကလေးပေါ့အရန်စားကောင်းတယ်အထုံလဲနေတယ်သူ့ကိုပြောခိုင်းလို့လည်းရတယ်အဲ့မှာမြန်မာဝန်ထမ်းလည်းရှိတယ်ရှင်သူတို့တော့မေးလိုက်ပေါ့နော်ထိုင်းလူမျိုးတစ်ချက်မေးလိုက်ဒီမှာမြန်မာဝန်ထမ်းရှိလားလို့ဇွန်ကတော့ဒီလိုပဲအမြဲတမ်းလို့မေးတယ်ထိနိမီခွန်ဖမမိုင်းဆိုပြီးတော့မေးလိုက်တယ်ရှင်အသားလေးကိုအချင်းလေးနဲ့တူစားတာအိုးဘယ်တော့ကောင်းမလဲရတာတော့ထိမိခွေးပေါ့နော်အရင်မဲ့ရတာရှိပါတယ်ဒါကတော့ကျွမ်းနေရလေးပါရှင်ပရိသတ်ကြီးတို့လည်းဘန်ကောက်ကိုရောက်တဲ့အခါမှာဘယ်တွေသွားပြီးတော့ဘာတွေစားလဲဆိုတော့လည်းပြောပေးကြအောင်နော်ဒီနေ့ဗီလော့လေးကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အရာလေးတွေကိုဖန်တီးပေးဦးမှာမလို့ဒီ page လေးကို like and subscribe လေးပြုလုပ်ပေးကြပါအောင်နော်အားလုံးပဲတတ်